အားလုံးပဲမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကမနက်ပိုင်းမှာတက်ပါတယ်မြန်မာငွေဈေးတွေကလည်းအနေငယ်တက်ကြရှိပါတယ်ဒီနေ့က16ရက်နေ့3လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်မနက်ပိုင်း10:40ရှိနေပါပြီမြန်မာရွှေဈေးက15ပဲရေတစ်ချက်သားကို63သိန်းနဲ့မှ2000 16ပဲရေတစ်ချက်သားကိုဆိုင်ကရောင်းနေဈေးက68သိန်းနဲ့မှ2000ဆိုင်ကလက်ခံတဲ့ဈေးက66သိန်းနဲ့မှ4000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4300နဲ့မှ80ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ30ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4815ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3300နဲ့မှ60ဆိုင်ကလက်ခံတဲ့ဈေးက3300နဲ့မှ30တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ30အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2815ကျပ်ထိုင်းမနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဗတ်ပေးကျပ်ယူသမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးပဲယူသမားတွေကကျပ်3သိန်းကိုဘတ်ငွေ900နဲ့မှ60ဂျပန်ငွေ3402.51ကိုမြန်မာကျပ်ငွေ3သိန်းမလေးငွေ100.53ညကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ33,690ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ1948.55ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုရင်ဖုန်းဆက်ပြီးမှာပဲငွေလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်မြမရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြမရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်တာပေးနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ